အားလုံးပဲမင်္ဂလာပါကျွန်တော်တို့ Remote YouTube Channel လေးရမှာပြန်လည်ကြိုဆိုလိုက်ပါတယ်ဒီနေ့မှာတော့ကျွန်တော် Honda တွေကနေအသစ်ထွက်ရှိထားတဲ့9နှစ်အကြိုက်ဆုံးအကျန်းခံဆုံးဖုန်းဆိုပြီးတော့မှထွက်ရှိလာတဲ့ Honda ရဲ့ X70 လေးအကြောင်းကိုပြောပြပေးမှာပဲဖြစ်ပါတယ်ဗျHonda ရဲ့ကျွန်တော်ဒါ AC လို့ပြောလိုက်ပြီဆိုတော့ねဒါအကျန်းခံမယ် price to performance ကောင်းတယ်သူများနဲ့မတူဘဲနဲ့မှ AI future တွေနဲ့ခွဲထွက်နေမယ်ဆိုတာမျိုးတော်တော်များများတော့သိပြီးသားပဲဒါပေမဲ့ဒီကောင်လေးမှာကအရင်စီးတွေနဲ့မတူဘဲနဲ့ဘာတွေခွဲထွက်လာလဲဆိုတာလေးကိုကျွန်တော်ထပ်ပြီးတော့မှပြောပြပေးသွားမယ်ပထမဆုံးချက်နေလဲဆိုလို့ရှိရင်တော့သူ့ရဲ့ battery အများပိုင်းသူကကျွန်တော်ဒီ6500 mAh ကိုမှ35 watt fast charging မှာထည့်သွင်းပေးထားတာဖြစ်တဲ့ကြောင့်မို့ကျွန်တော်အနေနဲ့အားမခံမှာစိတ်ပူတဲ့လူတွေအားသွင်းကြမှာစိတ်ပူတဲ့အတွက်ဆိုလို့ရှိရင်တော့ကျွန်တော်တို့တော်တော်လေးအဆင်ပြေတယ်လို့ပြောလို့ရတယ်နောက်တစ်ခါကျတော့သူက6500 mAh ဆိုပေမဲ့အရင်လေးတာမျိုးမရှိဘဲနဲ့ screen size ကျွန်တော်ဒီ 6.77 inch နဲ့ပုံမှာကျွန်တော်တို့ကဒီ screen size ကြီးတဲ့ထဲမှာလည်းပါတယ်နောက်တစ်ခုကကျတော့သူ့ရဲ့ battery 6500 mAh နဲ့ဆိုလို့ရှိရင်ဒါပေါ့တယ်လို့ပြောလို့ရတယ်လက်ထဲမှာကိုင်ရတဲ့ hand feeling ကောင်းတယ်ဒါ Honda တွေကနေမှစင်နောက်ဘက်တခြားသားလေးပုံစံသုံးပေးထားတာဖြစ်တဲ့ကြောင့်မို့ကျွန်တော်အနေနဲ့ဒါလက်ရထင်းမှာကြောက်တဲ့လူတွေဆိုလို့ရှိရင်လည်းပို့ပြီးတော့မှအဆင်ပြေတယ်နောက်တစ်ခုကတော့ဒါကင်မရာပိုင်းပေါ့ကင်မရာမှာဆိုလို့ရှိရင်ကျွန်တော်တို့ main camera ကို108 megapixel နဲ့ထည့်သွင်းအသုံးပြုပေးထားတယ်ဒါ depth sensor အနေနဲ့dual camera နှလုံးပါပေးထားတယ်အဲ့တော့ကင်မရာပိုင်းမှာဆိုလို့ရှိရင်သူက AI clear camera ဆိုပြီးတော့မှပြောပြပေးတာဖြစ်တဲ့ကြောင့်မို့ကျွန်တော်အနေနဲ့ရုပ်ထွက်လေးကြည့်မယ်နောက်တစ်ခုက AI နဲ့ပတ်သက်တဲ့ feature တွေလည်းတော်တော်လေးစုံစုံလင်လင်ရိုက်လို့ရတဲ့ဖုန်းလေးဖြစ်တယ်ပေါ့နော်နောက်တစ်ချက်အနေနဲ့ဆိုလို့ရှိရင်တော့ဒါသူ့ရဲ့ speaker ပိုင်းမှာဆိုလို့ရှိရင်လည်း dual camera နှလုံးပါဝင်တဲ့ပြီးတော့မှ alpha volume ကိုအတန်400 ရာခိုင်နှုန်းမှာပေါင်ရတာဖြစ်တဲ့ကြောင့်မို့အတန်ပိုင်းမှာလည်းတော်တော်လေးကျယ်တယ်လို့ပြောလို့ရတယ်တော်တော်လေးကျယ်တယ်နောက်တစ်ချက်အနေနဲ့ဆိုလို့ရှိရင်တော့ဒါသူ့ရဲ့ဒီ fingerprint ပေါ့ fingerprint sensor အနေနဲ့ဆိုလို့ရှိရင်တော့ဒါ side fingerprint ကျွန်တော်ဒါ base bound fingerprint ကိုအသုံးပြုပေးထားပြီးတော့မှဒါကျွန်တော်ဒီ AI button လေးပါထည့်သွင်းအသုံးပြုပေးထားတယ်ဒီကောင်လေးကကြတော့ဒါဘယ်လိုအသုံးပြုလို့ရလဲဆိုတော့ကျွန်တော်တို့ဒီနေ့စဉ်အသုံးပြုတာများတဲ့ application တွေကိုတနေရာထဲမှာဝင်ရောက်ပြီးတော့မှဒါအလွယ်တကူအသုံးပြုလို့ရတယ်ပေါ့နော် AI button လေးကိုနှိပ်လိုက်ပြီးဆိုတော့ねဒါကိုအသုံးများတဲ့ application icon လေးတွေပေါ်လာမှာဖြစ်ပြီးတော့မှကိုသုံးနေတဲ့ app ကိုမှအလွယ်တကူဝင်ရောက်အသုံးပြုလို့ရတာပဲဖြစ်တယ်ပေါ့နောက်ချက်ဆိုလို့ရှိရင်တော့ဒါသူ့ရဲ့ SoC ဘိုင်းပေါ့ SoC ဘိုင်းမှာဆိုလို့ရှိရင်ဒါကျွန်တော်ဒီ Qualcomm ရဲ့ Snapdragon 685 6 nanometer ကိုထည့်သွင်းအသုံးပြုပေးထားတာဖြစ်တဲ့ကြောင့်မို့ပုံမှန် SoC တစ်ထက်စားလို့ရှိရင်ဒါကျွန်တော်ဒါအားစားတက်တာမယ်ဆက်ပူခြင်းချွတ်ချပေးပြီးတော့မှ memory ဈေးနှုန်းဝန်းကျင်မှာဆိုရင်ဒါ price to performance ကောင်းတဲ့ SoC တစ်ခုလို့ပြောလို့ရတယ် RAM 8ထည့်သွင်းလာပြီးတော့မှကျွန်တော်ဒါ memory 256 GB ပါဝင်လာမှာဆိုတော့ကျွန်တော်အနေနဲ့ဒါတစ်ဖိုင်များများအသုံးပြုနေတဲ့လူတွေအတွက်ဆိုလို့ရှိရင်တော်တော်လေးအဆင်ပြေတဲ့ထဲမှာပါတယ်ပေါ့နော်နောက်ဆုံးချက်အနေနဲ့ဆိုလို့ရှိရင်တော့ဒီကောင်လေးရဲ့အကျန်းခံမှုပိုင်းဒီကောင်လေးက HDR 5 star တောင်ရရှိထားတာဆိုတော့ဒါဖုန်းကိုအကျန်းမန်းသုံးတတ်တဲ့လူတွေဒူပေးထားပြီးသုံးပြုတတ်တဲ့လူတွေအတွက်ဆိုလို့ရှိရင်ဒါတော်တော်လေးအကျန်းခံပြီးတော့မှအဆင်ပြေမဲ့ဖုန်းလေးတစ်လုံးဖြစ်တယ်ပေါ့လက်ရှိ9သိန်းခွဲဝန်းကျင်မှာဆိုလို့ရှိရင်တော့ဒါကျွန်တော်ပြပြပေးသွားတဲ့ Honda ကနေအသစ်ထွက်ရှိထားတဲ့ Honda A70 လေးကတော့ဒါရွေးချယ်ဝယ်ယူသင့်တဲ့ထဲမှာပါဝင်တာဖြစ်တဲ့ကြောင့်မို့ကျွန်တော်နောက်ထပ်လည်းထွက်ရှိလာမဲ့ model တွေကျွန်တော်ဒါ price to performance ကောင်းတဲ့ဒီဖုန်းမျိုးစားတွေကို review လုပ်ပေးသွားမှာဖြစ်တဲ့ကြောင့်မို့ကျွန်တော်တို့ရဲ့ Remote YouTube Channel လေးကိုလည်း like subscribe လုပ်ထားဖို့အတွက်တောင်းဆိုချင်ပါတယ်ဗျ